ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီနေ့တော့ထုံးစံတိုင်းရည်စရာမောစရာဟာတာလေးတစ်ပုံနဲ့ပြန်လဲပြီးတော့မှreaction လေးလုပ်ပေးသွားမှာဖြစ်ပါတယ်ကဲအဲဆိုလို့ရှိရင်ဒီဟာတာလေးမှာဘာတွေများပါဝင်မလဲဆိုလို့ရှိရင်ကျွန်တော်နဲ့အတူလိုက်ပြီးတော့မှကြည့်လိုက်ရအောင်နော်吃什么呢？妈妈。哦，မောင်လေးဧည့်သည်ပါလာလားဟုတ်ဒါတော့ပါလဲဆိုတော့သူ့မောင်လေးကဘယ်လိုပြောရမလဲမိမခိုးလာဖြစ်မယ်နော်ကျွန်တော်တို့လိုက်ကြည့်အောင်မိတ်ဆက်ပေးကြရရှင်လို့မိတ်ဆက်ပေးတာညီကုန်နေဘာဖြစ်ဝါစိတ်ခိုင်လာလားဝါစိတ်ခိုင်လာလားပြောစိတ်တော့မပြောစိတ်မဟုတ်တော့ပေါ်စိတ်ကြိုက်တယ်ဆိုတာပဲနော်ဆိုင် तू ကဘာတူလဲ तू ကကိုကွာလားမတုံနေတုံနဲ့ तू နဲ့သမီးရလေဟဲ့အဲ့ तू လာဘာလို့ပြရလဲပေါင်းဖက်တယ်လို့ပြောလိုက်တာပေါင်းဖက်တာတမျိုးတွေးနေဦး तू ကဘာတူလဲ तू ကတားကောက်မလေးပါမတာခိုးပြေးလာတာ तू ဟာနေအဖေတို့မေတို့မရှိတဲ့အချိန်ကလေးငါနေ့ကိုသားသမီးတယောက်လို့မွေးလာဟမ်ငါမပြောမဆိုရဒါဘာလောက်လာလဲဝစ်ထားစားထားလဲကြည်စမ်းကလက်တက်နဲ့ဟာရှုမအရန်ဆိုင်တာပဲနော်ဒီမှာအမသူ့လိုမျိုးတုံပုံတုံနော်ဘာမဟုတ်တဲ့လူတယောက်ကိုဒီလိုအနေထားဒီလိုအစင်နဲ့ကိုရွေးချက်ထားတာအမလေတမျိုးလုံးပတ်ပြီးကြွားမှာသိလားနေမရတောင်းမှမှာလေဒါရမ်းချစ်လို့ခိုးပြေးလာရမှာပါမအေးနေကခိုးပြေးလာပြီဆိုတော့ငါလည်းပဲတက်နိုင်တော့မလဲဟဲ့ညီကိုငါတခုတော့ပြောလိုက်မယ်ငါတို့အိမ်မှာနေရင်ငါတို့အိမ်စည်းကမ်းကိုလိုက်နာမယ်နော်အချက်အပြုတ်အလျှော်အဖို့ခဏလေးအချမ်းနေပူတာကျွန်တော်ဟိုဘက်မှာလိုက်တော့တောင်းမယ်ကိုသူလည်းထင်တယ်နော်ဒါဟာတာအနေနဲ့ပေါ့ကဲကျွန်တော်နဲ့အတူလိုက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဒီမလေးမလို့လေတေးကဖမ်းလားမင်းမမေးတာငါကွာမင်းရှိတာငါမေးဟာကြီးပဲအခုကငါကြောင့်မေးရလေကွာဘာငါလဲတော့မသိဘူးကိုကြီးတိုက်ဖက်နေတဲ့ရှောင်းနေရပဲပြောငါဟာပါလို့ပြောနေတယ်ဟေ့မင်းတို့လောဘကြီးရဲ့ကောင်ပဲညီမလေးဒီဆွဲတင်လိုက်တော့လေဟာဆွဲနေတယ်ပဲဟာလက်ပြတော့ဆွဲနေကြည့်လိုက်လို့ပဲဟာလို့ပြောပါလေကွာဟဲ့သူကငါညင်းလေမင်း你这大哥呢？我问问你。叫干啥了？你妈的，你来着，对不对？对吧？你妈的哈！你你们呢？没看到都往那地上了，俺刚扔出来。